ဘုရားအောင်ဆန်းဆောင်ပြီးတော့မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ကျူးစာသွားကြည့်တယ်လို့ကြည့်တယ်လားလွတ်လပ်ရေးရပြီးတဲ့အချိန်မှာလည်းမြန်မာနိုင်ငံကိုကမ္ဘာနဲ့ရင်မွန်ထားတဲ့နိုင်ငံတစ်ခုပြည့်သွားနိုင်ဖို့တဲ့ဘုရားနှောင်းမခဲ့တယ်ဆိုတာဘုရားရဲ့ပြောကြားချက်တွေမှာအားရပါပါတယ်ဒါကိုကျွန်တော်တို့လက်ရှိနေတဲ့စစ်သားကြီးတွေဝိုင်းဝန်းကျူးစာမှာဒီဝိုင်းဝန်းကျူးစာတဲ့ခါမှာအလိုညီညွတ်ညွတ်သူတို့ရှင်မှာကြားရင်စစ်သားဆိုတဲ့တိုင်းပြည်ကိုတကယ်ကောင်းပြီးစိတ်နဲ့လုပ်ကြတယ်ကောင်းတယ်သူတို့နာဘုရားတို့ကအသက်ဆုံးပြီးတော့တပီးပြီးတော့လုပ်တာကလေးတွေကအစညောစရာဒီပြင်တိုင်းပြည်ရဲ့တန်ဖိုးကလွတ်လပ်ရေးကလေးတွေကလွတ်လပ်ရေးနောက်ကသူတို့တို့တည်းဒါတွေရှိပြီးတော့လည်းစီးနဲ့ကန်းနဲ့ဖြစ်တဲ့စနေကြီးကဖြစ်ဖို့လူမှုဘဲနဲ့အစီမဲ့ကမ်းဝေးကြီးဒီမှာ9ယောက်ရှိလာတယ်ရေစုံရမှာ3အိမ်လောက်ပါသွားပါကျွန်တော်တို့ဘုရားဓမ္မကတဲ့ပုံရလို့လုံးပြည့်တဲ့ကြည့်ရမှရှိပါဘူးတန်ပြီးပြတာတိုင်းမှာမိပါတယ်စီစီလို့ဒီကျမတို့မိပါတယ်လောက်ကန်သွားကြဘူးမိဘနှစ်ပါးလုံးမရှိတော့ပါဘူးအခုကျမတို့မှာဘာမှကြည့်ရလဲ